ကိုယ့်ရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်ကြိုးစားရမယ်တကယ်တမ်းဦးဇင်းတို့တဲ့တဲ့ပြောရရင်အရိယာဖြစ်တယ်ဆိုတာကိုယ့်အကြောင်းကိုတကယ်သိသွားတာဗျခုတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကိုယ့်အကြောင်းကိုတကယ်မသိကြသေးဘူးဟုတ်လားကိုယ့်အကြောင်းကိုကိုမသိသေးတဲ့အစိတ်အပိုင်းကိုမသိသေးတဲ့နယ်ပယ်တွေအများကြီးရှိသေးတယ်ဟုတ်ရဲ့လားအဲ့ဒါဟုတ်လားစိတ်ပိုင်းဆိုင်ရာပိုးပြီးတော့များတယ်မသိလားစိတ်ပိုင်းဆိုင်ရာမဆိုထားနဲ့ဗျရုပ်ပိုင်းဆိုင်ရာတောင်ကိုမသိသေးတဲ့အကြောင်းတွေအများကြီးရှိတယ်အဲ့ဒီရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုတကယ်သိတယ်ဆိုရင်တောင်မှအဲ့ဒါအရိယာဖြစ်နိုင်တယ်ဗျနော်ကာယကတတတိဆိုတာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုသိအောင်ညွှန်ကြားတာပေါ့လားဘာမှတင့်နေတာတန့်ရှင်းတာဘာမှမရှိဘူးတကယ်စင်စစ်နာကျင်ကြိုက်ခဲတာတွေမတန့်ရှင်းတာတွေမဟုတ်တဲ့တရားတွေရှုနေတာလို့သိအောင်ဒါရုပ်ပိုင်းဆိုင်ရာဒါပဂတိမျက်စိနဲ့တောင်မြင်နိုင်တယ်နော်တခါကြီးများဒါကိုအကြောင်းကိုသိအောင်လုပ်ရတဲ့အလုပ်ဟာဘယ်လောက်အကျိုးကြီးတယ်လဲဆိုတာပြောပြတာစိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာခံစားမှုပိုင်းဆိုင်ရာတွေမှာပိုးရှုပ်ထွေးတယ်မသိသေးတာတွေအများကြီးပဲအဲ့တော့ကိုအကြောင်းကိုသိလို့ရှိရင်ဒကာရမတို့ဦးဇင်းတို့တွေကိုအခက်အခဲကိုလွတ်ငြိမ်းအောင်လုပ်လို့ရတယ်ကိုအကြောင်းမှကိုမသိဘူးဆိုရင်ကိုအခက်အခဲကိုဘယ်လိုလုပ်လွတ်အောင်လုပ်လို့ရမလဲခုဒကာရမတို့ဦးဇင်းတို့တွေလူတိုင်းမှာအခက်အခဲကိုစီရှိတယ်နော်ရှိတယ်နော်ဒကာကြီးများဟုတ်လားအဲ့ဒါကိုအမှန်တိုင်းသိရမယ်အဲ့တော့အဲ့ဒီအခက်အခဲအဲ့ဒီအကျက်တဲတွေကိုပြေးလဲခြင်းနဲ့ဆိုရင်ကိုအကြောင်းကိုသိအောင်ကြိုးစားရမယ်ဒါကဟောဟာရတစ်မျိုးနဲ့နားလည်အောင်ပြောတာတကယ်စင်စစ်ကိုအကြောင်းကိုသိအောင်ကြိုးစားတယ်ဆိုတာတတိပဋ္ဌာန်တရားကိုအားထုတ်ရတယ်လို့ပြောတာပါပဲဟုတ်လားကိုတတိပဋ္ဌာန်တရား၄ပါးရှိတယ်လေရုပ်ပိုင်းဆိုင်ရာကိုသိအောင်ကြည့်ပြီးတော့သိအောင်လုပ်နေတဲ့တတိပဋ္ဌာန်ဟုတ်လားကာယ ानु ပတနာတတိပဋ္ဌာန်နောက်ဝေဒနာပိုင်းဆိုင်ရာသိတယ်နောက်စိတ်ပိုင်းဆိုင်ရာသိတယ်နောက်တရားသဘောဆိုင်ရာသိတယ်ကာယဝေဒနာစိတ်ဓာဓမ္မဟုတ်လားအဲ့ဒီမှာယုတ်ကပထမဦးဆုံးတိတ်ထင်ရှားတဲ့အတွက်ကြောင့်ပထမဦးဆိုတာယုတ်ပိုင်းဆိုင်ရာကိုအရင်သိအောင်ကြည့်တဲ့အလုပ်ကိုအရင်လုပ်ရတယ်အာနာပါနဝင်လေထွက်လေကိုမှတ်မယ်ဟုတ်လားထိုင်ရင်ထိုင်တယ်လို့သိမယ်သွားရင်သွားတယ်လို့သိမယ်ဟုတ်လားပူရင်ပူတယ်လို့သိမယ်အေးရင်အေးတယ်လို့သိမယ်ဘယ်သူအကြောင်းဘယ်သူသိနေတာလဲကိုအကြောင်းကိုသိနေတာသိပါများလာရင်ဉာဏ်ကထက်လာတာရှေ့ဆက်ပြီးတော့အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်ဦးဇင်းတို့အကျေကြီးပြောရင်တရားရှည်သွားမယ်နော်ရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်စိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းနဲ့သိလာတယ်စိတ်ဟာရုပ်ထက်ပိုပြီးတော့သိဖို့ခက်ခဲတယ်ဗျအဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာဘာတွေသိလာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ဓာတ်ကလေးတွေကိုသိလာတယ်လောဘတွေဖြစ်လာတာသိလာတယ်ဒေါသတွေဖြစ်လာတာသိလာတယ်တခါတလေကြတော့လည်းပဲအလောဘအဒေါသကောင်းမြတ်တဲ့စိတ်ကလေးတွေဖြစ်တာလည်းရှိလို့အဲ့ဒါလည်းသိလာတယ်သိရင်ဘာအကျိုးရှိမှလဲလို့ဒါလေးဆက်ပြီးတော့စဉ်းစားကြည့်လောဘဒေါသမောဟတွေကိုမြင်မှများသိပါများလာတော့ဩလောဘဖြစ်ရတာဟာအင်မတန်ပင်ပန်းတကူလို့ကိုယ့်ကိုသိလာတယ်နော်တခါကြီးများဟုတ်လားဒေါသဖြစ်တာကိုသိလာပါများတော့ဒေါသဖြစ်ရတာဟာအင်မတန်ပူလောင်တကူအင်မတန်အကျိုးနည်းတကူလို့ကိုယ့်ကိုသိလာတယ်ပိဋကရဲ့သူများပြောလို့သိတာလားကိုတိုင်းလက်တွေ့ကိုသိတာလားမတည့်တဲ့အစာကိုစပြီးတော့ကိုယ့်ကိုအနေခက်လာတဲ့အခါမျိုးကြုံဘူးလားကြုံဘူးတယ်နော်ကိုမတည့်တဲ့အစာကိုစပြီးတော့အနေခက်လာတယ်တော်တော်ကြောက်သွားတယ်ဒီအစာကိုလေကိုတိုင်းလက်တွေ့မကြုံခင်တော့ကတော့သူများကပြောတယ်ဟာဘယ်အစားအစာနဲ့ဘာနဲ့ရောစာရင်မတည့်ဘူးဟာတော်တော်ဆိုးတာပဲသိခံစားချက်မရှိကိုတိုင်းစားလို့ကိုတိုင်းမတည့်လို့ကိုတိုင်းခံစားလိုက်ရပြီဆိုတော့မသိဘူးလားသိတယ်အခုတရားတွေကစာအုပ်တွေထဲမှာလည်းအများကြီးရှိတယ်ဘုန်းကြီးတွေလည်းအများကြီးဟောနေတာပဲလေအခုကိုအကြောင်းကိုသိတယ်ဆိုတာကကိုတရားကိုကိုပြန်နာတာဣတိတ်ဘာလုပ်တယ်ကိုတရားကိုကိုပြန်နာတာလောဘဒေါသဖြစ်တာကိုမိအောင်ဖမ်းကြည့်လောဘဖြစ်စေဒေါသဖြစ်စေလေးကိုမိအောင်ဖမ်းကြည့်ဖြစ်မှန်းသိကြည့်ရင်ဖြစ်စင်းမှလည်းပူလောင်တဲ့ကိုဆင်းရဲတဲ့ကိုဘာကောင်းကျိုးမှမရှိတက်အကျိုးမဲ့ကိုဆောင်ကျင်းဖို့ဒီတရားလေးတွေကဖြစ်တကူလို့အဲ့ဒီတရားကပဲကိုယ့်ကိုတရားဟောတာတနည်းအားဖြင့်လောဘကပဲကိုယ့်ကိုတရားဟောလိုက်တာငါဘလောက်ပူလောင်နေဆိုတာမင်းသိလားလို့သူကပြောတာဒါပေမဲ့သူကတော့အမြင်နဲ့တရားဟောပါတယ်လောဘဖြစ်တဲ့ခန္ဓာကိုယ်ကတော့ပူလောင်တာပဲထူးခြားတာကကိုမသိလိုက်တာနဲ့သိလိုက်တာဒါပဲကွာသွားတယ်ဟင်တက္ကမကြီးတွေအဲ့ဒါဟုတ်လားဒ
ဒေါသကတော့အမြဲတမ်းဖြစ်နေတာပဲလေအခါအားလျော်စွာပေါ့လေအမြဲတမ်းတော့မဟုတ်ဘူးပေါ့ဖြစ်เสียကြုံတိုင်းဖြစ်နေတာပဲသူဖြစ်တိုင်းလဲခန္ဓာကိုယ်ကိုပူလောင်တဲ့အကျိုးတရားတွေခန္ဓာကိုယ်ကိုဆုပ်ယုပ်စေတဲ့ဓာတ်တတိတွေဖြစ်အောင်သူအမြဲတမ်းလုပ်နေတာပဲသူကတော့သူ့အလုပ်သူလုပ်ပြီးတော့အကျိုးမဲ့ကိုဆောင်ကျင်းပြီးတော့ဖြစ်ပြီးတော့ပြတ်သွားတာပဲကိုကတိလိုက်တာနဲ့မတိလိုက်တာပဲကွာတယ်အဲ့ဒီလိုမတိလိုက်တဲ့အခါကျတော့လောဘဒေါသကိုကြောက်ရကောင်းမှလည်းမတိဘူးလောဘဒေါသကိုဖယ်ရကောင်းမှလည်းမတိဘူးဒါကြီးနဲ့ပဲနေနေတာပဲအဲ့ဒီတော့ကိုယ်အကြောင်းကိုတိပါများလာတော့ဩလောဘဒေါသဆိုတာသူတော်ကောင်းကြီးတွေပြောတဲ့အတိုင်းမကောင်းဘူးဆိုတာတကယ်ပါလားလို့အဲ့ဒီမှာတကယ်ပါလားဆိုတာလေးပါလာတယ်စာအုပ်ကိုဖတ်တိုင်းတကယ်ပါလားလို့ခံစားလို့မရဘူးเนาะတကယ်ကိုယ့်ကိုမြင်အောင်ကြည့်ဟုတ်လားအေးအဲ့ဒီလိုမကောင်းတာကိုမကောင်းဘူးလို့သိရိုးရိုးလေးဗျာတရားဆိုတာဩမကောင်းတာဆိုတာတကယ်မကောင်းတာပါလားအခုတရားဓမ္မတို့ဦးဇင်းတို့တွေကမျက်စိလဲနေတယ်မကောင်းတာကြီးကိုကောင်းတယ်လို့ထင်နေတယ်ဗျာဖရာယဟန္တာတွေကမဟုတ်ဘူးလားလောဘဖြစ်ရင်ဆင်းရဲမယ်လို့ဟောတယ်ခမည်းတော်ကျုပ်တို့ကစိတ်ထဲကမတိမတာညင်းနေတယ်လောဘဖြစ်တိုင်းဆင်းရဲတယ်ဆိုတာဟုတ်ပါမလားဒါကြောင့်လောဘကိုကြောက်ရကောင်းမှလည်းမသိဘူးလေဒါကြောင့်ကိုတရားကိုပြန်နာတယ်ဆိုတာကိုအကြောင်းကိုသိအောင်လုပ်တာဒါမကောင်းတာကိုသိပြီးတော့မကောင်းမှုကနေလွတ်အောင်တမျိုးယုံမြန်တာပဲเนาะနောက်ကောင်းတာကိုသိတော့လေစိတ်ထဲမှာသဘောပေါက်တယ်ရှင်းတယ်ဩကောင်းတဲ့သဘောလေးတွေဖြစ်ရတာအင်မတန်ကောင်းတကူယူယူလေးเนาะတခါကြီးများဟုတ်လားကောင်းတဲ့သဘောလေးတွေကောင်းတဲ့စိတ်ကလေးတွေဖြစ်ရတာအင်မတန်သက်သာတကူအင်မတန်ငြိမ်းချမ်းတကူလို့သိတယ်သိတော့ကောင်းကျင်တဲ့စိတ်တွေပို့ပို့ပြီးတော့ပေါက်လာတယ်အဲ့ဒီတော့ဘာလဲဆိုတော့မကောင်းတာကိုမကောင်းမှန်းသိပြီးတော့မကောင်းမှုကနေတဖြည်းဖြည်းနဲ့ဝေးဝေးသွားတာကောင်းတာကိုကောင်းမှန်းသိပြီးတော့ကောင်းတာတွေတစတစများများသွားတာဒါကြောင့်ကိုယ်အကြောင်းကိုသိရတာအကျိုးမများဘူးလားများတယ်နောက်ဆုံးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုတတိထားပြီးတော့ကြည်ပါများလာပြီသိပါများလာပြီဆိုလို့ရှိရင်တကယ်စင်စစ်ကတော့ဒုက္ခတွေကြီးစုပုံထားတဲ့အစုအပုံကြီးပါလားလို့တဖြည်းဖြည်းမှာတနေ့နေ့မှာမသိဘူးလို့ပြောလို့ရမလားမရဘူးသိလာနိုင်တယ်နော်အေးအဲ့ဒါလို့သစ္စာဆိုင်အောင်ပိဋိဘာဆိုင်အောင်သစ္စာဆိုင်အောင်သစ္စာဆိုတာ၄ပါးရှိတယ်လို့ဒီပိဋကကြီးသိတယ်နော်ဒီခန္ဓာကိုယ်ကြီးဆိုတာတကယ်စင်စစ်ဒုက္ခတွေရဲ့အစုအပုံကြီးချမ်းသာဆိုလို့ဘာလေးမှမရောဘူးတဲ့ကိုယ်လက်ခန္ဓာလက်မခန္ဓာတစ်ပိုင်းကိုသိတာမသိတာတစ်ပိုင်းနော်အမှန်ကအမှန်ပဲလေအဲ့ဒါလို့ခန္ဓာကိုယ်ကြီးဟာဒုက္ခဒုံဒုက္ခခဲကြီးပါဆိုတာလောကကြီးရဲ့ပထမသစ္စာဟုတ်လားဒုက္ခမှန်သမျှသည်လိုချင်မှုကြောင့်ဖြစ်တယ်ဆိုတဲ့လောဘသီးသားနဲ့ဒုက္ခအလုံးကိုဖန်တီးသူဆိုတဲ့ဒုတိယသစ္စာဟုတ်လားလောဘနည်းရင်နည်းသလောက်အေးချမ်းတယ်ဆိုတဲ့လောဘချုပ်မှသာလေတကယ်ဒုက္ခချုပ်တာဆိုတဲ့တတိယနိရောဓသစ္စာဟုတ်လားအဲ့ဒီလောဘချုပ်တို့ဒုက္ခချုပ်တယ်ဆိုတဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်တနည်းအားဖြင့်ချမ်းသာစေချမ်းသာမှန်ကိုရခြင်းနဲ့ဆိုရင်မမြဲတာကိုမမြဲဘူးလို့အမှန်အတိုင်းသိတဲ့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးကိုပွားများခြင်းမှတပါးအခြားနီးလန်းမရှိဘူးလို့ဒုက္ခငြိမ်းချမ်းအကျင့်မြတ်ကိုဒါသာလင်ဟုတ်တယ်လို့မဂ္ဂသစ္စာရဲ့အပေါ်မှာသိမြင်နားလည်လာတဲ့စတုထမြောက်မဂ္ဂသစ္စာဟုတ်ရဲ့လားခုဒီကရမတို့ဦးဇင်းတို့ကမဂ္ဂသစ္စာရဲ့တန်ဖိုးလည်းသိနားမလည်ဘူးလေဟုတ်လားဒုက္ခငြိမ်းအောင်ဒီပြင်နည်းတွေနဲ့လည်းပဲလှုပ်လို့ရသေးတယ်လို့ထင်နေတာတွေရှိတကောဗျတကယ်စင်စစ်ဒုက္ခငြိမ်းအောင်မဂ်ခင်အကျင့်ကိုကျင့်ခြင်းကလွယ်လို့အခြားအလုပ်မရှိဘူးတနည်းအားဖြင့်ဒုက္ခငြိမ်းအောင်ကိုယ်အကြောင်းကိုသိအောင်လှုပ်ခြင်းမှတပါအခြားအလုပ်မရှိဘူးကိုယ်အကြောင်းကိုသိတယ်ဆိုတာမဂ္ဂသစ္စာကိုပွားများနေတာကိုဆိုတာပါ